နားအတွက်ကိုအပိုင်နှစ်ကိုလုံးဒီနားအတွက်လုတ်တဲ့ချိန်မှာဒီလက်ခလေကိုနားရဲ့အပေါက်ထဲမှာထည့်ပြီးလို့ရှိရင်ဒီလက်မနဲ့နားရဲ့နောက်ကနေပုတ်ပေးတာအပေါက်ပုတ်ပေးတာနားအပေါက်ထဲမှာလက်ခလေကိုထည့်ထားပြီးတော့ဒီတိုင်းပုတ်တာအဲ့ဒီဥစ္စာကို10မိနစ်ကနေပြီးတော့2မိနစ်လောက်ထိလုံနိုင်အောင်ကြိုးစားဒါအဲ့အကြီးကတော့ကျွန်တော်တို့အာယုံကြောတွေကိုပွင့်အောင်လုပ်ပေးတာပဲနောက်ပြီးတော့ဒီလက်ညှိုးနဲ့လက်ခလေနဲ့ကိုလက်ညှိုးကအပေါ်မှာဒီလက်ကိုလက်ညှိုးနဲ့နောက်စီးရဲ့အောက်ကိုတောက်တယ်ဆိုတဲ့ဒီမှာဒီတိုင်းအဲ့ဒီဥစ္စာကိုလည်း10မိနစ်ကနေပြီးတော့2မိနစ်လောက်ထိလုံနိုင်အောင်ကြိုးစားဒီဥစ္စာလည်းနားအတွက်လုပ်တာပဲနောက်ပြီးတော့ဒီလက်ဖွားမှာစီပုတ်ပြီးလို့ရှိရင်နားပေါ်မှာခွာလိုက်အိုးလိုက်ခွာလိုက်အတန်လိုဟာမျိုးဝူးအတန်မျိုးရှားနေရတယ်အဲ့ဒီဥစ္စာအကျိန်36ကျိန်အထိလုံနိုင်အောင်ကြိုးစားနောက်ပြီးတော့ဒီနားအတွက်ကိုအစားအသောက်ရှောင်မှုရအတွက်မှားထားတယ်တရက်သီးကိုငပြောသီးကိုရှောင်နိုင်အောင်ကြိုးစားနောက်ပြီးတော့ညကိုထမင်းမစားဖို့မှားထားတယ်ညနေစားပလိုက်ညကိုထမင်းမစားဖို့မှားထားတယ်နောက်ပြီးတော့အရက်မသောက်ဖို့မှားထားတယ်နောက်ဒီညအိတ်ခါနေမှာနားကိုနည်းနည်းလေးအပူပေးဖို့မှားထားတယ်ဒီလက်သေးအရှိမထားဖို့မှားထားတယ်အဲ့ဒါလေးတွေကိုလိုက်နာနိုင်အောင်ကြိုးစားနောက်ပြီးလို့ရှိရင်ဒီမုံရင်းစီ9ကျပ်သားလောက်ဝယ်ပြီးလို့ရှိရင်အဲ့ဒီမုံရင်းစီထဲမှာဒီကြက်သွန်ဖြူအမွှာဟိုတစ်ခုလုံးမဟုတ်တစ်ခုလုံးမဟုတ်အဲ့ဒီအမွှာအသေးလေးနှစ်ခုကိုခြေပြီးတဲ့အခါကျလို့ရှိရင်အဲ့ဒီခြေထားတဲ့ဒီကြက်သွန်ဖြူကိုမုံရင်းစီထဲမှာထည့်ပြီးမုံရင်းကိုအပူပေးအဲ့ဒီအပူပေးတယ်ဆိုတဲ့အနေအထားမှာဟိုကကြက်သွားအောင်အဲ့ဒီထည့်လိုက်တဲ့ကြက်သွန်ဖြူကိုကြက်သွားတဲ့အထိကိုအပူပေးတာအပူပေးရင်အဲ့ဒီကောင်ကိုအေးခံထားလိုက်အေးခံပြီးပလင်းနဲ့ထည့်ထားပြီးလို့ရှိရင်ညကြတော့အိတ်ခါနီးမှာအဲ့ဒီဂွန်းလေးနဲ့အဲ့ဒီမုံရင်းစီကိုယူပြီးတော့နားတစ်ဖက်ကို2ဆက်သူကနည်းနည်းလေးနွေးလေးဖြစ်နိုင်တော့ပိုကောင်းတယ်နည်းနည်းလေးကိုခံနေရှိတဲ့အနေထားပဲညလန်းကလာပူပေးစရာမလိုနည်းနည်းလေးနွေးလို့ရှိရင်ရတယ်အဲ့ဒီအနေထားကိုဒီဂွန်းနဲ့ယူပြီးလို့ရှိရင်နားတစ်ဖက်ကို2ဆက်တစ်ဖက်ကို2ဆက်ထားပဲအဲ့ဒါကိုပေးပြီးတော့အိတ်နိုင်အောင်ကြိုးစားသူတို့ဒီလက်ညှိုးနဲ့လက်ခလေကိုဒီနားရဲ့အောက်ကနေပြီးအပေါ်သွားတာအောက်ကနေပြီးတော့အပေါ်သွားအပေါ်ကနေပြီးတော့အောက်ကိုလာဘေးလိုက်သွားအဲ့ဒီဥစ္စာကိုဒီ10ကျင်15ကျင်လောက်စီလုံနိုင်အောင်ကြိုးစားဒါနားအတွက်ဒီဥစ္စာပဲ